ကျွန်တော်ရဲ့ဒီနေ့ဒါ daily workout video လေးကို share လုပ်ပြီးတော့မယ် program နဲ့လိုက်ပြီးတော့လေ့ကျင့်ဖို့အတွက် video ကိုစုံကြည့်လိုက်အောင်နောက်ဆုံးကျွန်တော်တို့ dynamic stretch လုပ်ပြီးတော့ရင် chest major workout တွေလုပ်ပြီးမှကျွန်တော်တို့ warm up နဲ့ push up ကိုလုပ်မယ်ကျွန်တော်တို့ first exercise ကတော့ bench press ဖြစ်ပါတယ် bench press ကိုကျွန်တော်တို့ maximum လုပ်ဖို့မှာ failure ဖြစ်တဲ့အထိလုပ်ပါမယ်second exercise ကတော့ dumbbell incline press ပါကိုနိုင်မဲ့အများဆုံးလေးကိုမှ failure ဖြစ်တဲ့တောင်းမယ်ပြီးတော့ကျွန်တော်တို့ chest ကိုတောင်းမယ်နောက်တစ်ခုကတော့ cable crossover ကိုတောင်းပါမယ်နိုင်တဲ့လောက်လေးကိုမှကျွန်တော်1215ကို muscle squeeze လုပ်ပြီးတောင်းပါမယ် workout တချို့ပြီးတိုင်းမှာကျွန်တော် second အနေနဲ့လောက်ပြင်ပေးခြင်းအပိုင်း muscle connection ကိုကောင်းနေပါတယ်ပြီးရင်ကျွန်တော်တို့ back နဲ့ပတ်သက်တဲ့ minor လေးချိန်လေးတောင်းပါမယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့လက်ပူရောင်အရင်တောင်းမယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ seated cable row ပါတတိယတစ်ခုကတော့ကျွန်တော် cable pull လို့ပေါ့တောင်းပါမယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော် single and လက်ပူရောင်ပါဘယ်ညာသွားပါမယ်ကျွန်တော်ပြီးတော့ကျွန်တော် muscle squeeze လုပ်နေတဲ့ဒီခါလေး position လေးပြင်ကြည့်လို့ရပါတယ်daily workout program ကိုသိချင်တယ်ဆိုရင်ကျွန်တော်ကောင်း follow လုပ်ထားလို့ရပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်